တခါတော့တောအုပ်ကြီးတစ်ခုမှာစာကလေးတစ်ကောင်ရှိတယ်အဲ့ဒီစာကလေးဟာသူများအကြောင်းတွေရှုပ်ပြောလို့မကောင်းတဲ့ငှက်ကလေးတစ်ကောင်လို့သတ်မှတ်ခြင်းခံရတယ်တနေ့မှာတော့အဲ့ဒီစာကလေးကတစ်ပင်ပေါ်မှာနားနေတော့တော်ရရနေလာနေတဲ့ရုံကလေးတစ်ကောင်ကိုတွေးလိုက်ရုံကလေးဟာစာကလေးအနားလဲရောက်လာရောရုံကလေးပြောတဲ့စကားကိုစာကလေးကကြားရတာမြေခွေးကိုစိတ်ဆိုးအောင်တစ်ခုခုလှုပ်လိုက်မယ်အဲ့ဒီလိုလှုပ်လိုက်ရင်သူအရင်စိတ်ဆိုးသွားမှာလို့ရုံကလေးကပြောနေတယ်ဒီခါမှာစာကလေးကနေပြီးတော့ခမအဲ့ဒီလိုလုံးလို့မရဘူးဘာကြောင့်လဲဆိုတော့ကျုပ်ကခမပြောတာတွေကိုမြေခွေးကိုသွားပြောလိုက်မယ်လို့ပြောလိုက်တယ်ဒီခါယုံကလေးကအဲ့ဒါမှဒုက္ခပဲဒီကောင်စာကလေးတကယ်သွားပြောရင်တော့ဒုက္ခပါပဲဘယ်လိုလုပ်ရမှမသိတော့ဘူးဆိုပြီးယုံကလေးကစဉ်းစားနေတယ်နောက်တော့သူအကြံရသွားတယ်စာကလေးကလည်းအဲ့ဒီနေရာကနေပြီးတော့အဝေးကိုပြန်ထွက်သွားတယ်တိတ်မကြပါဘူးမြေခွေးကလမ်းချင်းလေးတိုင်ပြေးလာနေတာကိုယုံကလေးကတွေးလိုက်ရတယ်ယုံကမြေခွေးကိုလည်းမြင်လိုက်ရောခမကြုံသားကိုမကက်နဲ့လို့ပြောလိုက်တယ်အဲ့ဒီတော့မြေခွေးကဘာကြောင့်လဲလို့မေးတယ်ခမကကျွန်တော်ကိုတက်ပြီးကျွန်တော်အိမ်ကိုမီးရှို့မှာလို့ယုံကလေးကပြောလိုက်တယ်ဒါကြောင့်ခမကျွန်တော်နားကိုမကက်ပါနဲ့လို့ပြောရတာပါဗျာလို့ယုံကလေးကပြောလိုက်တယ်ဒီခါမြေခွေးကနေပြီးတော့ဘာကြောင့်မင်းကအဲ့ဒီလိုပြောရတာလဲလို့မေးလိုက်တယ်ဒီခါယုံကလေးကခမကကျွန်တော်ကိုတက်ပြီးကျွန်တော်အိမ်ကိုမီးရှို့မယ်လို့တယောက်ယောက်ကကျွန်တော်ကိုပြောသွားတယ်လို့ပြောလိုက်တယ်ဒီခါမှမြေခွေးကနေပြီးတော့အဲ့ဒီကောင်ဘယ်သူတုံးလို့မေးလိုက်တယ်ယုံကနေပြန်ပြောတယ်ဘယ်သူရှိရမှာလဲဗျာစာကလေးပေါ့မြေခွေးကအဲ့ဒီကောင်စာကလေးလားလို့ပြောလိုက်တယ်နောက်တစ်နေ့မှာတော့မြေခွေးကစာကလေးကိုတောထဲမှာတွေးလိုက်တယ်စာကလေးကမြေခွေးကိုလှမ်းခေါ်လိုက်တယ်ဘာလို့မလို့လဲလို့မြေခွေးကမေးတယ်ဒီကစာကလေးကနေပြီးတော့ခမကိုကျွန်တော်ပြောစရာရှိလို့ဗျာလို့ပြောလိုက်တယ်ဒီကမြေခွေးကနေပြီးတော့မင်းကပြောစရာရှိတယ်ပေါ့ဟုတ်လားဟုတ်တယ်ပြောစရာရှိတယ်ဗျာလို့စာကလေးကပြန်ဖြေလိုက်တယ်ဒီခါမှမြေခွေးကဒါဆိုရင်လည်းခေါင်းပေါ်လာရက်ပြီးပြောလေငါနားတစ်ဖက်သိမ့်မကောင်းဘူးလို့ပြောလိုက်တယ်စာကလေးကမြေခွေးရဲ့ခေါင်းပေါ်ခုန်တက်လိုက်တယ်ဒီခါမှမြေခွေးကပါဇက်ထဲလာရက်ကွာဒါမှငါတီးတီးချာချာကြားရမှာလို့ထပ်ပြောလိုက်တယ်စာကလေးကမြေခွေးပါဇက်ထဲထိဝင်လိုက်တယ်ဒီတော့မှမြေခွေးကစာကလေးကိုစားလိုက်တယ်တဲ့ပြီးတော့မြေခွေးကကဲငါအကြောင်းတွေရှောက်ပြီးပြောအောင်ကွာလို့ပြောလိုက်ပါသေးတယ်ပုံမြင်လေးကတော့ဒါပါပဲခင်ဗျာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုနားဆင်ကျင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကိုအပေါင်းနဲ့အသေးပေးကွန်မန့်ရေး share ပေးကြပါခင်ဗျာ